ထိုင်းနိုင်ငံဖက်ချ်ဘူရီခရိုင်ခတ်ကုန်းမှာလျှက်စစ်စက်ရုံကကြိုတင်အကြောင်းမကြားပဲအလုတ်ထုတ်ခံလိုက်ရတဲ့မြန်မာလုတ်သား1450ဦးကိုအလုတ်ထုတ်နစ်နာကြီးအပြင်ဂယုနာကြီးဘတ်1000ပေးမယ်လို့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအလုတ်သမားတန်အရာရှိရုံရဲ့သတင်းထုတ်ပြန်မှုအရသိရပါတယ်။အဲ့ဒီစက်ရုံကမြန်မာလုတ်သား1450ဦးကိုစက်တင်ဘာ30ရက်ကအကြောင်းမဲ့ရုတ်တရက်အလုတ်ထုတ်လိုက်ပြီးနစ်နာကြီးဘတ်4500ခန့်သာပေးတဲ့အတွက်နစ်နာသူအလုတ်သမားတွေကမကျေနပ်တာကြောင့်ထိုင်းရောက်အလုတ်သမားအဖွဲ့အစည်းတွေထံအကူအညီတောင်းခံခဲ့ရမှာအလုတ်သမားတန်အရာရှိရုံးကလည်းတွားရောက်ညှိနှိုင်းဖြည့်ရှင်းပေးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အလုတ်ထုတ်ခံရတဲ့မြန်မာလုတ်သား1450ဦးကိုထိုင်းအလုတ်သမားဥပဒေအရရတင်ရထိုက်တဲ့ရော့ချင်းငွေအပြင်ဂယုနာကြီးဘတ်1000အိမ်ငါးစရိတ်ဘတ်1000ခရီးစရိတ်ဘတ်3000ကိုပေးမယ်လို့အလုတ်ရှင်အလုတ်သမားသဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။အလုတ်ရှင်တစ်ထန်လောက်ကင်နိုင်တဲ့အလုတ်ပြောင်းရွှေ့စာကြံ့အောင်ကြခောက်ကိုသွေးစစ်ကုံစည်းမှာဖွင့်လှစ်မဲ့စင်တာမှာဌာနဆိုင်ရာပူပေါင်းအဖွဲ့ထံကနေထုတ်ယူနိုင်တယ်လို့မြန်မာအလုတ်သမားတန်အရာရှိရုံးကသိရပါတယ်။အလုတ်ထုတ်ခံရတဲ့မြန်မာအလုတ်သမား1450ဦးဟာအဲ့ဒီစက်ရုံမှာအလုတ်လောက်ကင်နိုင်ဖို့အလုတ်စမှတ်ခ19000ဘတ်ပေးခဲ့ရပြီးအလုတ်ဝင်ပြီး3လခန့်မှာအလုတ်ကနေထုတ်ခံရတာဖြစ်ပါတယ်။စက်ရုံဘက်ကနေအလုတ်သမား1400ကျော်ကိုအလုတ်ထုတ်ခဲ့တာဟာကမ္ဘာစီးပွားရေးမတည်ငြိမ်မှုနဲ့ဝယ်လိုအားပြောင်းလဲပြီးကုန်အမှားစာတွေကျဆင်းခဲ့တဲ့အတွက်အလုတ်ထုတ်ခံရခြင်းဖြစ်တယ်လို့ကုမ္ပဏီဘက်ကမီဒီယာတွေကိုပြောကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းရောက်မြန်မာလုပ်သမားတွေအနေနဲ့အခုလိုအလုတ်စမခများစွာပြီးနေရပေမဲ့လည်းအလုတ်ဝင်ပြီးလပိုင်းခန့်မှာအလုတ်ဖြုတ်ခံရတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပေါ်နေကနစ်နာသူအလုတ်သမားတွေအတွက်မြန်မာအလုတ်သမားအဖွဲ့အစည်းတွေကကူညီဖြည့်ရှင်းပေးနေရကြောင်းသိရပါတယ်။